မင်္ဂလာပါ Lens Lab ဘာသာစကားသင်တန်းကျောင်းကနေပြီးတော့အားလုံးကိုကြိုဆိုပါရစေ Lens Lab Chinese မှာဆိုရင်တော့တရုတ်စာတရုတ်စကားကိုအတန်ကြွမှန်မှန်နဲ့ပြောဆိုသုံးစွဲတတ်စေရန်လေ့ကျင့်သင်ကြားပေးနေပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုသူများကိုလည်း Telegram ကဖြစ်စေ Messenger မှာဖြစ်စေမြင်မြတ်နိုင်ပါတယ် Subscribe လုပ်ထားခြင်းအပြင်လည်းလက်ရှိတို့ရဲ့ channel လေးကိုကူညီအားပေးနိုင်ပါတယ်ကဲဒီနေ့ရဲ့သင်ခန်းစာလေးကတော့လက်ရှိကတချင်းလေးကိုပြင်ဆင်ထားတယ်ဒီနေ့မှာလက်ရှိတို့ဒီတချင်းလေးကိုတင်ရမယ်အဲ့တော့老师နောက်ပိုင်းနေကြလို့ရှင်လဲပေါ့နော်ဒီတချင်းကိုပြန်ပြီးတော့တင်တဲ့သင်ခန်းစာတွေကကြတော့စီစဉ်သွားဖို့ရှိတယ်အဲ့ဒီတော့เนาะဒီတချင်းတွေကိုလာရှုတာတင်တဲ့အခါတိုင်းမှာလာရှုကအပိုင်း၃ပိုင်းခွဲထားတယ်အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်ပထမတစ်ခုကကြတော့အကြောင်းအရာเนาะအကြောင်းအရာတွေကိုတင်ရမယ်ဒီအကြောင်းအရာမှာဒီတချင်းမှာဘာအကြောင်းအရာကိုသူကဆိုထားတာလဲဆိုတော့လာရှုပထမဦးဆုံးအနေနဲ့လေ့လာကြမယ်ဒုတိယတစ်ချက်ကကြတော့ဒီတချင်းရဲ့အထိပ္ပယ်တွေဒီတချင်းထဲမှာဘာအကြောင်းအရာတွေကိုထည့်ဆိုထားလဲဒီတချင်းထဲမှာပါတဲ့ဒီဝေါဟာရတွေကဘာတွေလဲဆိုတာကိုလေ့လာကြမယ်နောက်တစ်ခုနံပါတ်3တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ဒီတချင်းကိုလာရှုဟာလာမြန်မာလိုလဲလာရှုဘာသာပြန်ပြီးတော့လာရှုလေ့လာခဲ့ပြီးတော့ပြီဆိုလို့ရှိရင်တချင်းကိုပြန်ပြီးတော့နားထောင်ကြည့်ကြမယ်ဒါပေမဲ့ဒီတစ်ချက်မှာလာရှုပြောချင်တာကကြတော့တချင်းနားထောင်တဲ့အခါမှာဆိုရင်တော့ဒီလာရှာပေါ့နော်ဒီ YouTube မှာဘယ်လိုမျိုးရိုက်ရှာပြီးတော့နားထောင်ကြမယ်ဆိုပြီးတော့လာရှာဒီထဲမှာပြောပြမယ်ဘာလို့လဲဆိုတော့ဒီထဲမှာကြတော့လာရှုကဟာလာနော်တချင်းကထည့်လို့မရအောင်တချင်းထည့်တယ်ဆိုလို့ရှိရင်သူကဒီ copyright မိတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခါကြလို့ရှင်တော့လာရှာဒီ video ရဲ့အဆုံးမှာဆိုလို့ရှိရင်ဘယ်လိုမျိုးဘယ် website ကိုသွားပြီးတော့ဘယ်လိုနားထောင်ရမယ်ဆိုတာကိုပါလာရှာတစ်ချက်ပြောပြမယ်နော်အဲ့တော့ဟုတ်ပြီဒါဆိုရင်တချင်းလေးကိုသွားလိုက်ရအောင်ပထမဦးဆုံးအနေနဲ့ဟာလာဒီတချင်းလေးရကြတော့ဘာအကြောင်းအရာကိုဆိုထားတာလဲဆိုတာကိုကြည့်ရအောင်เนาะဒီတချင်းလေးမှာဆိုလို့ရှိရင်သူကရိုးသားပြီးတော့အပြစ်ကင်းစင်တဲ့အချစ်ကိုသူကဖော်ညွှန်းပြီးတော့သူကဆိုထားတယ်เนาะသူကဒီတချင်းထဲမှာဘယ်လိုမျိုးအကြောင်းအရာတွေပါမလဲဆိုလို့ရှိရင်သူကဟာလာမင်းကြီးကိုသူကအချစ်ဆိုပြီးတော့သူကတင်စားပြီးတော့ရေးဖွဲ့ထားတာတွေကိုတွေ့ရတယ်ပြီးတော့မပြောင်းလဲတဲ့ချစ်ချင်းကိုသူရေးဖွဲ့ထားတာကိုလည်းတွေ့ရတယ်နောက်တစ်ခုကကြတော့ဒီအသေးစိတ်ကြတဲ့မေတ္တာတရားကိုအခြေခံထားပြီးတော့လွမ်းဆွတ်တန်းတောင်းမှုကိုသူကရေးဖွဲ့ထားတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ဒီတချင်းလေးရကြတော့ဟလာနော်ဘာအကြောင်းကိုရေးဖွဲ့ထားလဲဆိုတာကိုဒါတည်တလောက်တော့ရှိပြီเนาะဒါဆိုရင်ဒုတိယတစ်ဆင့်အနေနဲ့เนาะလရှို့အပိုင်း2အနေနဲ့ဒီစကလုံးတွေရဲ့တလုံးချင်းစီကဘာအဓိပ္ပာယ်လဲဆိုတာကိုတစ်ချက်ကြည့်ကြမယ်ကဲပထမဦးဆုံးအနေနဲ့ဟလာဒီအရှိမဆိုရင်歌名歌ဆိုတာလောက်ရှို့တည်တယ်歌ဆိုတာတခြင်း名ဆိုတာကကြတော့နာမည်歌名ဆိုတော့တခြင်းနာမည်ပေါ့月亮ဆိုတာလာဟာလာမင်းကြီး月亮လာ代表ဆိုတာလို့ရှိတော့တခုခုကိုဖော်ပြသည်ဆိုလို့ရှိရင်代表နဲ့ပြောလို့ရတယ်月亮လာမင်းကြီးဟာ代表ဖော်ပြပေးနေပါတယ်我的ငါရဲ့心ဆိုတာကြတော့စိတ်เนาะစိတ်လည်းပြောလို့ရတယ်နှလုံးသားလည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလာမင်းကြီးဟာဆိုရင်ငါရဲ့နှလုံးသားကိုဖော်ပြပေးနေပါတယ်歌手ဆိုတာကြတော့လို့ရှိတော့တချင်းဆိုတဲ့သူအဆိုတော်ပေါ့နော်အဆိုတော်လို့ပြောမယ်ပေါ့နော်အဆိုတော်ကဘယ်သူလဲဆိုလို့ရှိရင်တော့邓丽君เนาะ邓丽君ကနေပြီးတော့ဆိုထားတယ်သူကိုဘယ်လိုလဲသိကြလဲဆိုလို့ရှိရင် Teresa Teng ဆိုပြီးတော့လေသိကြတယ်เนาะဒါကတော့သူ့ရဲ့ဒါ English နာမည်ဖြစ်မယ်ပေါ့နော်အင်္ဂလိပ်လိုမျိုးနာမည်အခေါ်ပေါ့ဖြစ်မယ်ကဲဟုတ်ပါပြီเนาะဒီမှာလေးသူကရေးထားပါတယ်เนาะဒီမှာလေးရေးထားတယ်အဲ့တော့ဒါပထမဦးဆုံးစာကြောင်းကိုကြည့်ရအောင်ပထမဦးဆုံးစာကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဟာလာသူကဒီမှာရေးထားတယ်เนาะညီဆိုတာမင်းဟာတဲ့เนาะ问ဆိုတာမေးသည်我တဲ့ငါကိုပေါ့เนาะ你问我မင်းကငါကိုမေးတယ်เนาะ爱你ဆိုတာသိပြီးသားเนาะဟာလားเนาะဟိုငငယ်လေးတုန်းကလေးကဒီစကားလေးကရင်းနှီးခဲ့တာလေเนาะ爱你မင်းကိုချစ်တာဟာ有ရှိတယ်多深เนาะ多ဆိုတာဒီနေရာမှာလာဆိုအမေးစကားလုံးအနေနဲ့သုံးတယ်ရှမ်းဆိုတာလာဆိုနတ်ဆိုင်သည်နတ်နေသည်အဲ့တော့多深ဆိုတော့ဘလောက်နတ်ဆိုင်လဲနတ်နေလဲเนาะအဲ့တော့အစနေပြီးတော့ပြန်ပြီးတော့ဘာသာပြန်ကြည့်မယ်ဆိုရင်你问我မင်းကငါ့ကိုမေးတယ်တဲ့爱你
မင်းကိုချစ်တာကယုံရှိတဲ့တောရှမ်းဘလောက်နဲ့နေလဲဆိုပြီးတော့မင်းကငါကိုမီးတယ်နော် तू อ่ะအဲ့တော့ဟာလားပြန်ပြီးတော့နော်နောက်ထပ်မိကွန်းတစ်ခုကို तू อ่ะထပ်ပြီးတော့ပြောထားသေးတယ်我爱你ငါမင်းကိုချစ်တာဟာဆိုလို့ရှိရင်有ရှိတယ်多几分နော်几分ဆိုတာကကြတော့ဘလောက်ပမာဏရှိလဲဆိုပြီးတော့တဲ့မင်းကငါကိုမေးတယ်တဲ့အဲ့တော့နောက်ထပ်တစ်ချောင်းဟာဆိုလို့ရှိရင်我的ငါရဲ့情ဆိုတာကြတော့ဟာလားချစ်ချင်းမြတ်တာဟာရေလေပဲဒီ情ကကြတော့လားဆိုတော့နော်ဘယ်ကလာလဲဆိုလို့ရှိရင်လားဆိုတော့爱情ကလာတယ်ဟာလားနော်爱情ကလာတယ်爱情ဆိုတာလားဆိုတော့အချစ်ကိုပြောတာနော်လားဆိုတော့ပုံမှန်ဆိုလားဆိုတော့ဘာပဲပြောလဲဆိုတော့爱လို့ပဲပြောတယ်ဟာလား我爱你ရဲ့ ID 爱ကဟာကိုယူပြီးတော့我爱你ဆိုပြီးတော့လားဆိုတော့ပြောကြတယ်ဒါပေမဲ့သူ့ရဲ့ဒီဟာကိုချစ်ချင်းမြတ်တာဆိုပြီးတော့အတိတ်ပဲဖော်ဆောင်ခြင်းနဲ့နောင်းနေနဲ့အတိတ်ပဲဖော်ဆောင်ခြင်းနဲ့ဆိုလို့ရှိရင်နော်爱情နော်爱情ကချစ်ချင်းမြတ်တာအဲ့တော့ဒီမှာကျတော့သူကချိန်တစ်လုံးနဲ့ရေးထားတယ်မြတ်တာတရားလို့လည်းဘာသာပြန်လို့ရတယ်ချစ်ချင်းမြတ်တာလို့လည်းဘာသာပြန်လို့ရတယ်ပေါ့နော်အဲ့တော့我的ငါရဲ့ချင်းမြတ်တာတွေဟာချစ်ချင်းမြတ်တာတွေဟာရေလေပဲ真ဆိုလားဆိုတည်真的吗ကြားဘူးလား真的吗真的吗တကယ်လားနော်真的吗ဆိုရင်တကယ်လားအဲ့တော့我的ငါရဲ့ချင်းနော်ချင်းဆိုတာချစ်ချင်းမြတ်တာတွေဟာရေ真တကယ်စစ်မှန်ပါတယ်我的ငါရဲ့愛ဒီမှာဆိုလဲ तू ကအချစ်တွေဟာဆိုလို့ရှိရင်ရေလေပဲ真အစစ်အမှန်ဖြစ်ပါတယ်နော်月亮 तू ကနောက်တစ်ခုဆက်ပြီးတော့ပြောထားတယ်月亮လာမင်းကြီးဟာ代表ဖော်ပြပေးနေပါတယ်我的ငါရဲ့心ဆိုတာကြတော့စိတ်ဟာလားနှလုံးသားခံစားချက်เนาะအကုန်လုံးဘာသာပြန်လို့ရတယ်ငါ့ရဲ့နှလုံးသားကိုလာမင်းကြီးကဖော်ပြပေးနေပါတယ်เนาะကဲဒီမှာစဉ်းစားလို့ရတာတစ်ခုကတော့ဟာလား तू ကဒီတချင်းကိုเนาะ तू ကစိုးတဲ့အချိန်မှာเนาะဒီတချင်းကိုစိုးတဲ့အချိန်မှာတခုတည်ထားအောင်မှာတော့ဘာလဲဆိုရင်လကကြတော့အပြည့်ဖြစ်နေဘူးတော့လူတယ်ဟာလားနော်တကယ်လို့လာတာအပြည့်မဖြစ်ပဲねဟာလာတချမ်းနဲ့ဆိုလို့ရှိရင်သူ့ရဲ့ဟာလားသူ့ရဲ့ချစ်ချင်းမြတ်တာကဒီလောက်ပဲလားဆိုပြီးတော့နော်ဖြစ်မယ်ပေါ့နော်ဒါရည်စရာပြောတာပါနော်အဲ့လိုမျိုးဖြစ်မယ်ကဲစက်ကြည့်မယ်နောက်တစ်ခုက你မင်းကားတဲ့问我ငါကိုမေးတယ်爱你မင်းကိုချစ်တာဟာဆိုရင်有ရှိရ多深ဘလောက်တောင်မှနည်းနည်းလေးဆိုပြီးတော့ဆိုအပေါ်ကစာကြောင်းပါပဲเนาะအဲ့ဒါကိုထပ်ပြီးတော့ယူထားတာဘလောက်ချစ်လဲเนาะမင်းငါကိုဘလောက်နက်နက်ရှိုင်းရှိုင်းချစ်လဲဆိုပြီးတော့မင်းငါကိုမေးတယ်နော်နောက်တစ်ချောင်းကလည်းတူတူပါပဲနောက်တစ်ချောင်းက我爱你ငါနင်းကိုချစ်တာဆိုရင်有ရှိရ几分ဘလောက်ပမာဏရှိလဲဆိုပြီးတော့မင်းငါကိုမေးတယ်နော်我的ငါရဲ့情ကကြတော့လားဆိုဟာလာခုနကတော့ရှေ့မှာပြောခဲ့တဲ့爱情ချစ်ချင်းမေတ္တာတရားเนาะ不ရီဆိုတာကြလားဆိုတော့ပြောင်းလဲသည်我的情ငါရဲ့မေတ္တာတရားဆိုလို့ရှိရင်不ရီမပြောင်းလဲပါဘူး我的ငါရဲ့爱ဆိုတာအချစ်ဟာဆိုလို့ရှိရင်လေ不变ဟာလာ变ဆိုတာ叫变迁ဟာလာ变迁ဆိုတာလားဆိုပြောင်းလဲသွားတာဟာနော်变迁ဆိုတာလားဆိုပြောင်းလဲသွားတယ်နော်အဲ့တော့我的爱ငါရဲ့အချစ်ဟာဆိုရင်不变မပြောင်းလဲသွားပါဘူးနော်ဒီရီကကြောက်လားဆိုတဏီယာနေပြီးတော့တဏီယာကိုခုန်ကူးသွားတာနော်ဒီပြန့်ကကြတော့လားဆိုဟာလားအချိန်ကြီးကြာတာကြောင့်လည်းဖြစ်ကောင်းဖြစ်မယ်တဖြည်းဖြည်းနဲ့ပြောင်းလဲသွားတာဘလို့ပြောင်းလဲလဲတော့မသိဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့ပြောင်းလဲသွားတယ်เนาะအဲ့လိုမျိုးနှစ်ခုကကွာမယ်我的爱ငါရဲ့ချစ်ချင်းမြတ်တာဆိုရင်不变မပြောင်းလဲပါဘူးကဲနောက်တစ်ခုကဟာလားတချင်းနမေကိုပဲသူကဆက်ပြီးတော့ရေးထားတယ်月亮လာမင်းကြီးဟာ代表ဖော်ပြပေးပါတယ်我的ငါရဲ့心ငါရဲ့ခံစားချက်ငါနှလုံးသားကိုဖော်ပြပေးနေပါတယ်ကဲရမယ်နော်ဒီလောက်ထိကိုရမယ်နော်လို့ဒါဆိုရင်တစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းဟလာနော်လေးချောင်းပြီးသွားပြီကဲနောက်တစ်ခုပါဆက်ကြည့်လိုက်မယ်နော်ဒါလေးတွေကလွယ်ပါတယ်နော်နောက်တစ်ခုဆက်ကြည့်လိုက်မယ်နောက်တစ်ခုကချင်းချင်းနဲ့ချင်းဆိုတာကကြတော့ဒါဆိုဖြည်းဖြည်းလေး轻轻的ဆိုတော့ဖြည်းဖြည်းလေး一个ဆိုတော့တစ်ခုဟလာဝင်ဆိုတာကြလို့ဆိုအနမ်းကိုပြောတာ
နော်一个တခုဝင်နော်အနံဖြည်းဖြည်းလေးတခုဟာဆိုလို့ရှိရင်ရည်ချင်းပြီးသွားပြီရည်ချင်းဆိုတာပြီးသွားပြီတုံဆိုတာလားဆိုတော့လှုပ်သည်နော်ဒီတုံကိုကြည့်မယ်ဆိုလားဆိုတော့လှုပ်သည်ဒါပေမဲ့သူကတာတုံဆိုတော့သူ့ကိုလှုပ်ခတ်စေတာလှုပ်နှိုးလိုက်တာပေါ့နော်လှုပ်ခတ်စေတယ်လှုပ်နှိုးလိုက်တယ်လို့လည်းဘာသာပြန်လို့ရတယ်ရည်ချင်းပြီးသွားပြီတာတုံလှုပ်နှိုးလိုက်ပြီးပြီ我的ငါရဲ့心ဆိုတာကြောင့်လားဆိုတော့စိတ်နှလုံးသားနော်ငါရဲ့နှလုံးသားကိုလှုပ်နှိုးခဲ့ပြီးပါပြီလှုပ်နှိုးလိုက်ပါတယ်ဘာလဲဆိုလို့ရှိရင်ချင်းချင်း的一个碗ဒီအနမ်းဖွားဖွားလေးတစ်ချက်ဟာဆိုလို့ရှိရင်သူ့ရဲ့နှလုံးသားကိုလှုပ်နှိုးလိုက်တယ်လို့ပါပဲနော်နောက်တစ်ခုက深深的深ဆိုတာလားဆိုရှေ့မှာလေးပြောရဲဟာလားသူဘလို့ပါခဲ့လဲဆိုလို့ရှိရင်多深ဆိုတဲ့စကားလေးပါခဲ့တယ်ဟုတ်တယ်နော်多深ဆိုတဲ့စကားလေးပါခဲ့တယ်ဒီမှာကျတော့ဟာလား深深的深ဆိုတာလားဆိုတော့ပါလေနတ်ဆိုင်သည်နတ်နေသည်အဲ့တော့深深的နတ်ဆိုင်နဲ့နော်ရီဆိုတာလားဆိုတည်တယ်တစ်ဟာလားနံပါတ်1တွန့်ဆိုတာလားဆိုတော့ကျတော့ပြတ်တောက်သည်ဒါပေမဲ့ဒီမှာကျတော့ရီတွန့်ဆိုတော့တစ်ဖြတ်ပေါ့နော်ရီတွန့်တစ်ဖြတ်ချင်းဆိုတာကျတော့ဆိုတော့ဒီမေတ္တာတရားတစ်ဖြတ်လေးဟာဆိုလို့ရှိရင်教我教ဆိုတာလားဆိုတော့ဟာလားသင်ပေးသည်နော်သင်ပေးသည်အဲ့တော့教我ဆိုတော့ငါ့ကိုသင်ပေးလိုက်ပါတယ်思念思念念ဆိုတာလားဆိုတော့တဖွာဖွာရေရွတ်တာ念ဆိုတာကျတော့နှုတ်ကနေပြီးတော့သူကရေရွတ်နေတာ思念နော်思念နှစ်ခုပေါင်းလိုက်လို့ရှိရင်တော့သူကလွမ်းစွတ်တန်တာသည်ဟာလားသူကလွမ်းစွတ်တန်တာတောင်မှသူကရေရွတ်တန်တာနေရမဟုတ်နှုတ်ကနေပြီးတော့တဖြည်းဖြည်းနဲ့ဟာလားရေရွတ်လောက်ရတဲ့အထီကိုသူကလွမ်းစွတ်တန်တာရပေါ့နော်教我ငါကိုသင်ပေးတယ်思念ဆိုတာကျတော့လွမ်းစွတ်တန်တာအောင်လို့တောက်တယ်တောက်ဆိုတာကြတော့ရောက်ရှိသည်เนาะတောက်ဆိုတာကြတော့ရောက်ရှိသည်ဘယ်ချိန်ထိလဲဆိုလို့ရှိရင်เนาะ如今ဆိုတာယနေ့ထိတိုင်အဲ့တော့เนาะဒီအနမ်းဖွားဖွားလေးတစ်ဖြတ်ဟာဆိုလို့ရှိရင်ဟာလားဒီကနေပြီးတော့ပြန်စပြီးဘာသာပြန်မယ်ဆိုရင်ဒီအနမ်းဖွားဖွားလေးတစ်ချက်ဟာဆိုလို့ရှိရင်ငါရဲ့နှလုံးသားကိုလှုပ်နှိုးလိုက်တယ်လို့ပဲเนาะအဲ့ဒီသူကဒီအောက်မှာဗတ်ဆက်ရေးထားလဲဆိုလို့ရှိရင်ဒီခန်းစားချက်တစ်ဖြတ်တာလေးဟာဆိုလို့ရှိရင်教我ငါ့ကိုသင်ပေးလိုက်ပါတယ်ဟာလား思念到如今ယနေ့ထိတိုင်လွမ်းစွတ်တန်တာတက်ဖို့ကိုဒီတခဏတာဟာလားချစ်ချင်းမြတ်တာတရားဟာငါ့ကိုသင်ပေးခဲ့ပါတယ်ဆိုပြီးတော့ရေးဖွဲ့ထားတယ်နော်ဒါလေးတွေကိုဟာလားဒီထိရမယ်နော်အဲ့တော့နောက်ထပ်စာကြောင်းလေးတွေကိုဆက်ပြီးတော့ကြည့်အောင်နောက်ထပ်စာကြောင်းလေးတွေကဆိုလို့ရှိရင်ဟာလာလို့ရှိရှိမှာပြောခဲ့တယ်你问我မင်းကငါကိုမိတယ်爱你မင်းကိုချစ်တာဟာ有ရှိတယ်多深ဘလောက်နဲ့နေလဲဆိုပြီးတော့မင်းကငါကိုမိတယ်တဲ့我爱你ငါမင်းကိုချစ်တာဟာဆိုလို့ရှိရင်有ရှိတယ်ကြည်ဖန်းဘလောက်ပမာဏရှိတာလဲဆိုပြီးတော့မင်းကကိုမိတယ်နော်သူကဒီအောက်မှာကြတော့စာကြောင်းလေးကနည်းနည်းလေးပြောင်းသွားတယ်နော်ဒါလေးကိုကြည့်အောင်你去မင်း去ဆိုတာသွားသည်想ဆိုတာလားဆိုတော့စဉ်းစားသည်နော်想ကကြတော့စဉ်းစားသည်你去မင်းသွားပြီးတော့想一想နော်သူကဟာလားစကားကိုနော်သူကဟာလားပို့ပြီးတော့ချစ်စရာကောင်းတဲ့လေယူလေသိမ်းဖြစ်အောင်လို့သူကတုံထားတယ်你去想一想နော်မင်းသွားပြီးတော့想一想စဉ်းစားကြည့်ပါအောင်你မင်းက去သွားပြီးတော့看一看ကြည့်ကြည့်ပါအောင်နော်မင်းတေချာလဲမင်းစဉ်းစားကြည့်ပါမင်းသွားပြီးတော့တေချာကြည့်ကြည့်ပါနော်月亮လာမင်းကြီးဟာတိုက်ပြောက်ဖော်ပြပေးပါတယ်我的ငါရဲ့心ဟာလားငါရဲ့နှလုံးသားကိုဖော်ပြပေးနေပါတယ်နော်မင်းတေချာစဉ်းစားကြည့်ပါအောင်လာမင်းတောင်မှဟလာငါရဲ့နှလုံးသားရဲ့ခံစားချက်တွေကိုသူကဖော်ပြပေးနေတယ်နော်ဒီလိုသဘောမျိုးနဲ့ပြောထားတယ်နောက်တစ်ခုဆက်ကြည့်အောင်နော်နောက်တစ်ခုကနောက်တစ်ခုကလည်းဒါဆိုရှေ့မှာဟာလာပြောခဲ့တဲ့ဟာပါပဲနော်轻轻的ဖြည်းဖြည်းလေး一个တခု文အနံဖြည်းဖြည်းလေးတစ်ချက်ဟာဆိုလို့ရှိရင်ရည်ချင်းပြီးသွားခဲ့ပြီတာတော့လှုပ်နှိုးခဲ့လိုက်ပြီး我的ငါရဲ့心ငါရဲ့နှလုံးသားကိုလှုပ်နှိုးခဲ့လိုက်ပြီ深深的ဆိုတာနက်နက်ဆိုင်ဆိုင်一段တစ်ဖြတ်ချင်းဒီခဏတာဒီတစ်ဖြတ်တာ
နော်ဒီမေတ္တာတရားဟာဆိုလို့ရှိရင်教我ငါ့ကိုသင်ပေးခဲ့ပါတယ်思念ဟာလားနော်လုံးဝအတွေးပင်လေတွေကိုနော်လုံးဝအလွမ်းပင်လေပေါ့နော်အလွမ်းပင်လေတွေကို思念到နော်အလွမ်းပင်လေတွေကိုဝင်ပြီးတော့ရူချင်းယနေ့ထိတိုင်လွမ်းစွတ်တန်းတာတတ်ဖို့ကိုဒီခဏတာဒီချစ်ချင်းမြတ်တာတရားဟာဆိုရင်ငါ့ကိုသင်ပေးခဲ့ပါတယ်တဲ့နော်ဟေးသူကဟလာတကယ်လို့မှကြပြဆန်းဆန်းကိုရေးဖွဲ့ထားတယ်နော်နောက်တစ်ခုဆက်ကြည့်အောင်你问我မင်းကငါကိုမေးတယ်အိုင်နီမင်းကိုချစ်တာဟာ有ရှိတယ်多深ဘလောက်နှက်ဆိုင်လဲဆိုပြီးတော့မင်းကကိုမေးတယ်我爱你ငါမင်းကိုချစ်တာဟာဆိုရင်有ရှိတယ်几分ဘလောက်ပမာဏရှိလဲဆိုပြီးတော့မင်းကငါကိုမေးတယ်နော်အောက်မှာကြတော့ရှေ့မှာပါတဲ့ဟာလာစာကြောင်းလေးနဲ့အတူတူပဲဗာလဲဆိုရင်你去မင်းသွားပြီးတော့想一想မင်းစဉ်းစားကြည့်ပါ你去မင်းသွားပြီးတော့看一看ကြည့်ကြည့်ပါအောင်月亮ဒီလာမင်းကြီးဟာဆိုရင်တိုက်ပြောင်ဖော်ပြပေးပါတယ်我的ငါရဲ့心ငါရဲ့နှလုံးသားကိုဖော်ပြပေးနေတယ်နောက်တစ်ခုကလည်းတူတူပဲဟာလား你去မင်းသွားပြီးတော့想一想စဉ်းစားကြည့်ပါအောင်你去မင်းသွားပြီးတော့看一看ကြည့်ကြည့်ပါအောင်နော်月亮လာမင်းကြီးဟာဆိုရင်တိုက်ပြောင်ဖော်ပြပေးပါတယ်我的ငါရဲ့心ငါရဲ့နှလုံးသားကိုဖော်ပြပေးနေပါတယ်ကဲဒါဆိုရင်老师ကဒီဥစ္စာကိုအစနေအဆုံးထိကိုဟာလားเนาะတချင်းစာသားနေတော့မဟုတ်ဘူးเนาะတချင်းစာသားနေတော့မဟုတ်ကိုပါကိုဒီလိုဖင်းရင်းတွေကိုဆိုပြီးတော့မှတချင်းနဲ့တစ်ခေါက်နားထောင်ကြမယ်เนาะကဲဒါဆိုရင်老师ကတိုင်ပေးမယ်老师နဲ့တူတူလိုက်ပြီးတော့ဆိုကြည့်ကြမယ်เนาะဒါလေးကိုဆိုကြည့်ကြမယ်ဒါဆိုရင်歌名月亮代表我的心歌手邓丽君，你问我爱你有多深？我爱你有几分？我的情也真，我的爱也真。月亮代表我的心。你问我爱你有多深？我爱你有几分？我的情不移，我的爱不变。月亮代表我的心，轻轻的一个吻，已经打动我的心。深深的一段情，教我思念到如今。你问我爱你有多深？我爱你有几分？你去想一想，你去看一看，月亮代表我的心，轻轻的一个吻，已经打动我的心。深深的一段情，
教我思念到如今。你问我爱你有多深？我爱你有几分？你去想一想，你去看一看，月亮代表我的心。你去想一想，你去看一看，月亮代表我的心。ကဲဟုတ်ပြီဒါဆိုရင်老师တို့ထားလားဒီတချင်းလေးကိုရသွားပြီเนาะဒီတချင်းလေးကိုဟာလာ师ကဒီနားထောင်ခြင်းနဲ့ပေါ့เนาะနားထောင်ခြင်းနဲ့ဆိုလို့ရှင်老师တို့ထားလားဘယ်လိုမျိုးရှာလို့ရလဲဆိုလို့ရှင်ဆိုဟာလာ拼音ပေါ့เนาะဒီရှမ်းတယောက်တွေကိုထည့်ပြီးတော့မရေးလဲရပါတယ်เนาะရှမ်းတယောက်မရေးလဲရတယ်月亮代表我的心 subtitle ဆိုပြီးတော့ရှာလို့ရှိရင်ရတယ်အဲ့လိုလုပ်ပြီးတော့ဟာလာเนาะဒီမှာသူကဘယ်သူဆိုထားရလဲဆိုရင် Teresa တောင်းဆိုထားတဲ့ဒီတချင်းဟာလာเนาะအဲ့ဥစ္စာကိုလို့ဆိုရှာပြီးတော့ဒါလေးကိုနားထောင်ကြည့်လို့ရမယ်နော်ခဲ့ပြီဒါဆိုရင်老师တို့နောက်ထပ်เนาะဗီဒီယိုတွေကြားလို့ရှိရင်လည်းပြန်တွေ့မယ်老师တို့ရဲ့ channel လေးကိုဟာလာเนาะ subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ထားပေးဖို့အတွက်ပြောချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်